ညိုဆက်ဖို့တွေ့အကြောင်းပြချက်တွေမင်းရှာခဲ့တယ်ရပါရှာပြီးငါမတွေဖြစ်နေပုံဖို့တယ်မင်းတို့စနေလမ်းပဲတွေတွေ့ငါလမ်းပဲပြီးခဲ့ပါတယ်မိကငါဘယ်တော့မှအကင်းမဆိုခြင်းဘူးမင်းတွေ့ကတော့ဒါဟာလွန်မြောက်မှုတစ်ခုပေါ့အနာတွေ့ကတော့ဒါဟာတဲ့စာချင်းထောင်ပဲထွက်သွားတဲ့မင်းကငါအပြစ်မပြောစမ်းပေမဲ့ဒီနေရာမှာချမ်းရတဲ့ငါကိုတော့ခဏလောက်စာနာပေးပါမင်းထွက်တော့တဲ့ငါထွက်တော့ခုထိအသက်ရှူနေရတဲ့တို့တူတူထိုင်ခဲ့ဘူးတဲ့ခုံတန်းလေးမှာမင်းရဲ့ကိုယ်တဲ့နာတွေကချင်နေတော့ပဲမင်းကတော့မေးဖြစ်ဖို့လေကူနေပေမဲ့ငါထွက်တော့ဒီနေရာကဒီကဘာလုံးဖြစ်နေခဲ့တာပါအပြစ်မတင်ပါမထားပါဘူးဒါပေမဲ့ငါရဲ့မျက်ရည်တွေကိုတော့မြင်အောင်ချီးပေးပါစာနာဘူးလေတစ်ဆက်လောက်ပဲနောက်တော့ဆိုချင်တာမင်းထားတော့ခဲ့တဲ့ဒီနေရာဟောင်းလေးမှာငါတယောက်တည်းချင်နေထွက်သွားတဲ့မင်းတို့မှာအပြစ်မပြောချင်ပေမဲ့ဒီနေရာမှာချမ်းရတဲ့ငါကိုတော့